မင်္ဂလာချိန်ရောက်ရှိတော့မှာဖြစ်ပါ၍မင်္ဂလာခမ်းနားမှုဖြင့်ဆောင်ရွက်ပေးနိုင်မှရန်အတွက်တက္ကသိုလ်စိန်ထွန်းကိုမင်္ဂလာစင်မြင့်ထက်သို့ရိုသေလေးစားစွာဖိတ်ခေါ်အပ်ပါရရှင်နမောဗုဒ္ဓတနမောဓမ္မတနမောတံကတနမောမာတာပိတတနမောအာစရိယတဖေယတရားသံဃာယရနာမြတ်သုံးပါးတို့နှင့်တကွမိဘဆရာသမားတို့အားအဟံအကျွန်ုပ်၏နမောမြတ်မြတ်နိုးနိုးလက်စုံမိုး၍ရှ िख ိုးခြင်းသည်အထုဖြစ်ပါစေတည်း